silicon control rectifier ပေါ့နော် SCR တို့ကောက်ကဒါလေးကိုကျွန်တော်အပိုင်းတစ်ပြောပြပေးမယ်ဒီကောင်ဒီ SCR ကိုသိသွားလို့ရှိရင် try ကိုနားလည်ဖို့ကလည်းလွယ်သွားလိမ့်မယ်အဲ့တော့ SCR မှာလည်းပင်ငုတ်3ခုရှိတယ်သူကဒီဟောပါနော်ဒါဆိုရင်ရိုးရိုးတိုင်အောင်ပေါ့နော် sorry အဲ့တော့ရိုးရိုးတိုင်အောင်ဆိုရင်ဒါဒီဘက်ကအပေါင်းဒီဘက်ကဒီအနှိမ့်ဘိုးနှိမ့်ပေါ့နော်အနှုတ်တနည်းအားဖြင့်အဲ့လိုမျိုးဆိုရင်ဒါသူစီးသွားမှာဒါပေမဲ့ဒီ SCR မှာကျတော့ဒီမှာ gate ပါသေးရပေါ့နော်ဒီကောင် N တို့ဒါကတ်တော့ပေါ့နော်ကတ်တော့ sorry ခေလို့တယ်နော်အဲဒီကောင် gate ပေါ့နော်အဲ့တော့ gate N တို့ကတ်တော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပင်ငုတ်3ခုရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကဒီရိုးရိုးတိုင်အုပ်လေးဒီဘက်ကဘိုးမြင်ပြီးဒီဘက်ကနှိမ့်တာနဲ့သူကစီးမသွားဘူးပုံမှန်ဆိုရင်တော့ဒါတိုင်အုပ်ဆိုရင်စီးသွားမယ်သူဘယ်ချိန်မှစီးလဲဆိုဒီ gate ကိုဖွင့်ပေးမှစီးတယ်နောက် gate ကဘယ်လိုဖွင့်ရလဲဆိုရင်ဒီ gate ပင်နဲ့ဒီကတ်တုတ်နဲ့ပေါ့နော်သူကဒီ board different ပေါ့နော် gate ကိုဘိုးမြင်အောင်လုပ်တယ်သူထက်နည်းနည်းလေးဘိုးမြင်အောင်လုပ်ပေးလိုက်ရင်ဒီကောင်စီးသွားမယ်အဲဆိုရင်ပွင့်သွားတယ်ပေါ့နော်ပွင့်သွားတယ်အဲ့တော့သူကပွင့်သွားပြီလို့ရှိရင်ဒီကောင်ကဟိုတောက်လျှောက်ကြီး gate ကိုဖွင့်ထားကြမလို့အဲ့တစ်ချက်ဖွင့်လိုက်ပြီးသားနဲ့ပြန်ပိတ်လိုက်လဲသူကဒီဟောပေါ့နော်ဒီကောင်ကဒီဆက်ပြီးပွင့်နေမှာပဲအဲ့ဒါဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့သူ့အထဲမှာဒီလိုမျိုးမြင်ကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီမှာအဲ့တော့ဒါဟိုပါပေါ့နော် PNB တစ်လုံးပေါ့ PNB တစ်လုံးဒီဘက်မှာရှိမယ်အော် base ပေါ့ဒီလိုမျိုးပေါ့နော်ဒါ base နော်ဒီလိုဒီဘက်ကဒါ anode ဒါကတ်တော့ဒီကောင်ကဘာလဲဆိုရင် gate ပေါ့အဲ့လိုမျိုးမြင်ရမယ်အဲ့လိုမြင်တော့ဒီ gate ကိုဒီကောင်ဘိုးတွေပေးလိုက်တာပေါ့ဒီကတ်တော့နဲ့နော်ဒီမှာ emitter နဲ့အဲ့လိုမျိုးလက်စစ်ကစီးသွားပြီဆိုရင်ဒီကောင်ပွင့်သွားပြီဆိုရင်ဒီကလည်းဒီလိုစီးလို့ရတယ်ဒါပွင့်သွားမယ်အဲ့တော့ဒီကောင်ကိုဆက်ပြီးတော့ဖွင့်ပေးတဲ့အတွက်အဲ့လိုမျိုးပတ်ချလဲပြီးဒီလိုမျိုးပွင့်နေတဲ့အတွက်ဒီကောင်က gate ကပိတ်လိုက်ပြင်မဲ့လေသူကဆက်ပြီးတော့ပွင့်နေတာအဲ့လိုမျိုးလက်စစ်က current ကစီးနေတဲ့အတွက်ဒီကောင်ဒီ gate ကိုပိတ်လိုက်ပြင်မဲ့လေဆက်ပွင့်နေမှာအဲ့တော့တစ်ချက်လေးပဲဖွင့်ပေးရတာပေါ့နော်ဒီမှာဆိုတော့ကျွန်တော်တို့ကအပေါင်းဖို့အဲ့တော့ပထမတစ်ချက်မှန်မှာဒီမှာ anode ဘက်ကဘိုးမြင်ရမယ်ကတ်တုတ်ကဘိုးနှိမ့်ရမယ်နောက်တစ်ခုက gate ကဒီကတ်တုတ်ထဲနည်းနည်းလေးမြင့်ရမယ်အဲ့ဒါဆိုရင်သူပွင့်တယ်အဲ့နှစ်ချက်လို့တယ်အဲ့ဒါကိုမှတ်ထားမယ်ပေါ့နော်အဲ့တော့ဒါအပေါင်းဖို့ရှိရဗျာဒီမှာကျွန်တော်တို့မီဒီတစ်လုံးရှိရဆိုပါလို့နော်ဒီမှာဒါ SC ရထားလိုက်မယ်အဲ့တော့ဒါအနှုတ်ဖို့ပေါ့ဒါပါ0ဖို့နော်ဒီကောင် gate ကိုဖုတ်ပေးလိုက်ရင်ဒီမီဒီလင်းလာမှာပေါ့နော်အဲ့တော့ပြန်ပိတ်လို့ရှိရင်ကျွန်တော်တို့ပြန်ပိတ်လို့ရှိရင်ဘယ်လိုမျိုးလဲဆိုရင်ဒီပြန်ပိတ်လို့ရှိရင်ဒီကောင်ကအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ပြန်ပိတ်လို့ရှိရင်ဒီဘိုးတွေမပေးတာနဲ့ပြန်မပိတ်ဘူးဒီကောင် ground ဆွဲချရင်လေဒီဟာစီးနေအောင်မှဖြစ်တဲ့အတွက်ပိတ်တချို့ဟာတွေတော့ရတယ်တချို့ဟာတွေမရဘူးပေါ့နော်အဲကြတော့မသေးချဘူးအဲ့ဒီလမ်းကျတော့အောက်ဆွဲချင်အဲကြဘာလို့အောင်မလဲဆိုဒီကောင်ကိုဒီလျှက်စစ်ကြီးသူ့ဟာသူအဲ့လိုမျိုးစီးနေတဲ့ဟာကြီးကိုဖြတ်တောက်ပြမှာပဲရတယ်တနည်းအားဖြင့်ဒီဟိုဟာပေါ့နော်hoodie garden လို့ခေါ်တာပေါ့hoodie garden ကိုhoodie garden ထက်နည်းအောင်လုပ်ပေးလိုက်မှကျွန်တော်တို့ကသူပြန်ပိတ်မှာအဲ့ဒီအကြောင်းကိုတော့ကျွန်တော်ဒီဒုတိယအနေနဲ့အပိုင်း2အနေနဲ့ကျွန်တော်ဆက်တင်ပေးမယ်เนาะအပိုင်း2မှာဒီဟိုဟာတွေပေါ့เนาะဒီဘယ်လိုပိတ်ရမလဲဆိုတာရယ်နောက် circuit တွေထဲမှာဒီ triangle ကိုဘယ်လိုသုံးလဲဆိုတာကိုနောက်ဒီ firing angle တွေ contaction angle တွေအကြောင်းကျွန်တော်ပြောပြမယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိလို့ရှိရင်ကျွန်တော်တို့ share ပေးခဲ့လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်